အားလုံးပဲမင်္ဂလာပါလက်ကလေး sport ဒါ channel ရဲ့ညီကိုအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဒါကျွန်တော်မနေ့ကဒါ YouTube မှာရွေးချယ်ပေးတဲ့3ပွဲဒါ2ပွဲနိုင်ဒါ1ပွဲကြဆိုတော့ညီကိုတွေအဆင်ပြေမယ်လို့ထင်တယ်ကျွန်တော်ဒါဒီနေ့မှာဆိုလဲဒါ Friday night ဒါပွဲကြို3ပွဲရှိတယ်ဒါ3ပွဲလုံးကိုဒါညီကိုတွေကိုဒါဒီချာလေးဒါသုံးသပ်ပေးသွားပါမယ်ဒါကျွန်တော်ရဲ့ channel ကိုဒါ subscriber မလုပ်ရသေးတဲ့ညီကိုတွေရှိရင်ဒါ subscriber လေးလုပ်ပေးရပါဦးကျွန်တော်ဒါအရင်ဆုံးဒါမြန်မာဆောင်ရှင်တနာရီပွဲမှာကံမဲ့ဒါ Spinner Liga ရဲ့ဒါ Giona နဲ့ Espanyol ရဲ့ပွဲလေးကိုသုံးသပ်ပေးပါမယ်ဒီပွဲမှာဒါ Giona ကနေဒါဘော်ရီကြီးမှာ130ဘိုးဘုံကြီးမှာ2-80ဆိုတဲ့ကြီးမျိုးကိုကြောထားတယ်အခုလက်ရှိ Giona နဲ့ဒါ Espanyol ကဒါအဆင့်ကိုကြည့်ရမယ်ဆိုတော့6ဘွဲကန်ပြီးတဲ့အနေထားမှာဒါမိုးနဲ့မီလောက်ကွာချတယ်ဗျဒါ Espanyol ကဒါမထင်ရတဲ့တိုင်းတက်လာတယ်ဆိုပေမဲ့ဒီဟာဒီမှာ6ဘွဲကန်ပြီးရင်ဒါ17မှတ်နဲ့ဒါအဆင့်လေးဆိုတဲ့နေရာကိုရပ်တည်နေတယ်ဒါတစ်ဖက်ကဒါ Giona တော့သိတဲ့အတိုင်းပဲပြီးရတဲ့နေ့ကဒါချန်ပီယံလိဝင်ခွင့်ရမှာကစားသမားအကောင်းတွေကိုရောင်းထုတ်ပြီးရင်ဗျာဒီဟာဒီမှာကစားသမားအကောင်းတွေအဲ့လောက်ထိမရှိတော့ဘူးဒါရှေ့စင်းကလည်းတော်တော်လေးဒါရင်းခံနေတဲ့အနေထားတွေလည်းရှိတယ်အခုလို့ရှိအဆင့်စရာမှာကြည့်ရမယ်ဆိုရင်အဆင့်20ပြအောက်ဆုံးမှာ6ပွဲကန်ပြီးရင်2မှတ်ဆိုတဲ့ပုံစံတီ2ပွဲရထားတဲ့အနေထားမှာရှိတယ်နိုင်ပွဲလုံးဝမရသေးဘူးအဲ့လိုအနေထားမှာရှိတယ်အခု Giona အိမ်ကွင်းကနေတီ30ကြီးကျိုးလာတယ်ဆိုတာကျွန်တော်ကမြင်ရဆိုတော့ Hard Duel ရဲ့ဒါ Hard Duel သမိုင်းစင်လာရကြီးကျိုးလာတဲ့ပုံစံလို့ပြောလို့ရဘာဖြစ်လဲဆိုတော့ Hard Duel ထဲမှာဒါ Giona 7ချိန်နိုင်4ချိန်သိရင်ဒါ Espanyol ကဒါ3ချိန်မဲ့နိုင်ထားတဲ့အနေထားတွေပြအဲ့လိုအနေထားတွေမှာဒီနေ့ Hard Duel အစင်လာ30ပေးလာတယ်ဒီဟာဒီဗျာ Giona နိုင်ပွဲမရသေးဘူးဆိုတော့ဒါ Espanyol ကိုသူကသမိုင်းစင်လာရတဲ့နိုင်ပွဲတွေများထားဆိုတော့အိမ်ကွင်းမှာနိုင်ပွဲတစ်ပွဲအောင်အကောင်းဆုံးကြိုးပမ်းလာမယ်ဆိုတော့ဂိုးရမယ်ဒါ Espanyol အနေနဲ့လည်းဒါဘယ်လိုပြောမလဲအခုလက်ရှိတန်းစင်းဆုံး sorry အခုလက်ရှိဒါ1-2တော်ဖို့တဲ့ဝင်နေဗျာချန်ပီယံလိဝင်ဟုတ်တဲ့နေရာကိုဝင်နေတယ်အခုလက်ရှိဒါရှေ့သွင်းညက်နဲ့ Giona ကြဆိုရင်တော့သူလည်းမနိုင်နိုင်အောင်ကံပါပဲအဲ့လိုဆိုတော့ဒါဂိုးတွေဒီဘက်ကအပြန်လန်းဒါတွန်းဖို့မြင်တွေ့နိုင်ပွဲတော်တော်လေးများတယ်ပွဲဗျဒါကြောင့်ကျွန်တော်ဒါ Giona နဲ့ဒါ Espanyol ကျွန်တော်2-80ကြီးမှာကျွန်တော်ဂိုးပေါင်းအပေါ်ကိုကြိုက်ပါတယ်တစ်ဖက်ကဂိုးသွင်းရင်ဒါနောက်တစ်ဖက်ကလည်းလိုက်ပြီးဂိုးသွင်းမဲ့အနေထားပုံစံမျိုးတော့ကျွန်တော်ဂိုးပေါ်ကိုကြိုက်ပါတယ်ဗျကျွန်တော်ကနောက်တစ်ဖက်သွားပါမယ်နောက်တစ်ဖက်ကတော့ဒါဂျာမန်ကိုသွားမယ်ဗျဂျာမန်မှာဝါတာပီမင်နဲ့ဒါဘိုင်ယန်မြူးနဲ့ကတော့အင်ဝင်ဒီနေ့ဒါဘိုင်ယန်မြူးနဲ့ကကြီးရ30+50ဒါပေမဲ့ဂိုးပေါင်းကြီးမှာ4-50ကျွန်တော်ပြောစရာရှိတာကဘော်ဒီကြီးမှာစတီကြီးမနေ့ကကျွန်တော်ကြည့်တော့ကတော့ဘော်ဒီကြီးက3သေးကြီးပေးထားတယ်ဂိုးပေါင်းကြီးက4-50ဂိုးပေါင်းကြီးကပြောင်းလဲလာမှုမရှိဘူးဗျဒါပေမဲ့ဖွာတော့ဘော်ဒီကြီးကတော့ပြောင်းလဲလာတယ်ဘာဖြစ်လဲဆိုရင်ဘိုင်ယန်ကဒီပွဲပြီးရင်ချန်ပီယံလိကမ်းမဲ့ပွဲရှိတယ်ဗျဒါပေမဲ့ချန်ပီယံလိကလည်းဒါပါဖို့ဟိုဒါအသင်းလေးကိုကမ်းမှာဆိုအဲ့လောက်ထိတော့အရေးတော့မကြီးဘူးဒါပေမဲ့ဒီနေ့3+50ကြီးကပြင်းနေလို့လည်းပြောလို့မရဘူးဗျဘာဖြစ်လဲဆိုတော့ဘိုင်ယန်ဖြစ်နေတယ်ဘိုင်ယန်ကကန်ရန်ဂိုးဒီမတရားသွင်းတဲ့အနေအထားမှာရှိတယ်ဒါပေမဲ့ဘော်ဒီကြီးလေးကျလာတဲ့အနေအထားကိုကြည့်ရတာဘိုင်ယန်အဲ့လောက်ထိတော့လုံးမယ်လို့မထင်ဘူးဒါတကူနှစ်ကူလောက်ရရင်ဗျာလူစားလက်မှုတွေပြုလုပ်သွားပြီဒါအရန်ကစားသမားတွေတော့ကန်တော့ကိုတော်တော်လေးများတယ်ဒါကြောင့်ကျွန်တော်4-50ကြီးမှာရှင်ရန်ဒါဂိုးအကိုကြိုက်ပါတယ်ဒါလိုတိုရှင်းလေးသုံးသပ်ပြတာပါဂိုးအကိုကြိုက်ပါတယ်နောက်တစ်ခါကျွန်တော်ကဒါမာဆေးပြင်သစ်ထဲကိုသွားပြတာပြင်သစ်လီဂူသွားမယ်ဒါပြင်သစ်လီဂူမှာရှင်ရန်ဒါစထရာဘောနဲ့ဒါမာဆေးတို့ပွဲစဉ်လေးရှိတယ်ဒီပွဲကတော့ဒါဒီနေ့အတွက်ဒါအစောဆုံးလို့ပြောလို့ရတယ် sorry ဒါဘိုင်ယာတနာကြီးဒီပြင်သစ်လီဂူဒါစထရာဘောနဲ့ဒါမာဆေးကတော့ဒါတနာကြီး15ဒီပွဲမှာမာဆေးက380ပေးလာတယ်ဗျဂိုးပေါင်းကြီးက3+50ဂိုးပေါင်းကြီးကပြောင်းလဲလာခြင်းမရှိဘူးဒါဘိုင်ယန်လိုပဲဂိုးပေါင်းကြီးကပြောင်းလဲလာခြင်းမရှိဘူးဒါပေမဲ့ဘော်ဒီကြီးကပြောင်းလဲလာတယ်ဗျဘော်ဒီကြီးကစတီကြီးက350ပဲပေးထားတာအခု380ဆိုဘော်ဒီကြီးကမြင့်တက်လာတယ်ဂိုးပေါင်းကြီးကိုပြန်ချိလိုက်မယ်3+50ဆိုရင်တော့မာဆေးအနိုင်ဆိုတဲ့ပုံစံမျိုးကိုဒါဘူကီရီကပေးထားရလို့ဒါသုံးသပ်လို့ရတယ်ဗျတစ်ဖက်ကဒါကြည့်မယ်ဆိုရင်ဒါစဟာဘောကလည်းဒါအဲ့လောက်ထိညံ့နေတဲ့အသင်းတော်မဟုတ်ဘူးဗျဒီဟာဒီမှာတော်တော်လေးကောင်းနေတယ်သူလည်းဒါအဆင့်လေးဒါ9ဘွဲ့မှာစက်တမတ်ဒါမာဆေးကတော့အဆင့်6ဒါ6မှတ်ဆိုတဲ့ပုံစံမျိုးတွေရထားတယ်မာဆေးကလည်းဒါဒီပွဲပြီးလို့ရှိရင်ချန်ပီယံလိကမ်းမယ်ပြီးရတဲ့ပွဲဒါရီယယ်မက်ထရိုကိုရှုံးထားတယ်ဒီနေ့အင်ကွင်းမှာအေဂျင်းနဲ့ကမ်းရမယ်ဆိုတော့ဒါအကောင်းဆုံးကံလာမဲ့အနေထားတွေမှာရှိတယ်ဗျာဘယ်လိုပြောမလဲချန်ပီယံလိကပထမပွဲရှုံးထားတယ်ဆိုတော့ဒီပွဲဒါအင်ကွင်းမှာဆိုတော့ပြင်ဆင်လာနိုင်တဲ့အနေထားလေးရှိတယ်တစ်ဖက်ဒါစတာဘောကလည်းဒါတော်တော်လေးကောင်းနေတဲ့အနေအထားလို့ပြောလို့ရတယ်ဗျစတာဘောကတော်တော်လေးကောင်းနေတယ်အဲ့လိုအနေအထားမျိုးမှာဘော်ဒီကြီးကနေရာဟွာတော့ကြောက်စရာလေးဗျဘာဖြစ်လဲဆိုရင်ဟတ်တူဟတ်အရာကြည့်မယ်ဆိုရင်စတာဘောကတကြီးနေတယ်တေးက9ချိန်9ချိန်အောင်ဒါမာဆေးကနိုင်ထားတယ်မာဆေးက9ချိန်အောင်နိုင်ထားတယ်ဒီနေ့တေး80ပေးထားရမယ်
နောက်ပွဲအတွက်ကိုကြည့်ရမယ်ဆိုနောက်ပွဲကချန်ပီယံလိအေချစ်နဲ့ကန်ရမှာဖြစ်တယ်အေချစ်ဆိုရတဲ့ပါချီပါရှစ်အသင်းတော်မဟုတ်ဘူးလားနယ်သာလန်ကတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်ပြီးရတဲ့ပွဲကရေးရမထွက်ကိုဒါ2-1ဆိုတဲ့ပုံစံမျိုးနဲ့ရှုံးထားတော့နိုင်မှုလိုအပ်နေတဲ့အနေအထားဒီနေ့မှာလူစုံထုံထုံလာမယ်လို့ပြောလို့မရဘူးဗျာမာဆီယာဒါကြောင့်ကျွန်တော်ဒီပွဲဒါဂိုးကောင်းလေးကိုစဉ်းစားကြည့်မယ်ဒါစတာဘောကတော့နောက်ဆုံးကန်ရတဲ့ကြည့်ရတဲ့လောက်ကတော့ဒါနောက်ဆုံးကန်တဲ့9ပွဲမှာ9ပွဲစလုံးဂိုးရထားတယ်ဗျဒါမာဆီယာလည်းမာဆီယာအိမ်ကွင်းမှာတော်တော်ကောင်းတယ်တစ်ချက်ချီရတာအဝေးကွင်းထဲမှာရှင်ညနေလို့ပြောရတာအဝေးကွင်းကဗျာနှစ်ပွဲကန်တယ်ဗျလိုင်းယွန်1-0ဆိုတဲ့ပုံစံမျိုးနဲ့ရှုံးတယ်ရန်နဲ့ကို1-0ဆိုတဲ့ပုံစံမျိုးရှင်းတယ်ရှုံးတယ်ရှုံးရတဲ့နှစ်ပွဲစလုံးဂိုးအောက်ထားတယ်1-0နဲ့ရှုံးတယ်ဒါပေမဲ့အိမ်ကွင်းထဲမှာတော့ဂိုးပေါ်ထားတယ်ဒါ5-2ဒါ4-0ဆိုတဲ့ပုံစံမျိုးတွေရထားတယ်ဒါ PSG ကိုတော့ပြီးရတဲ့ပွဲက1-0ဆိုတဲ့ပုံစံမျိုးနဲ့ရတယ်ကျွန်တော်ထင်အဲ့ဒီပွဲမှာကျွန်တော် PSG ရွေးရတယ်ဒါမာဆီယာဒီပွဲကိုတော့နိုင်မှာမဟုတ်ဘူးနောက်ပွဲလာလို့ရှိရင်တော့ဒါ Strasbourg တော့အနိုင်ကန်လိုက်မယ်ဆိုတော့ပုံစံမျိုးနဲ့ကျွန်တော် PSG ဆိုပြီးပေးရတယ်အခု PSG နိုင်ထားရဆိုတော့ဒီနေ့ Strasbourg ကလည်းတော်တော်လေးကောင်းနေတဲ့အသင်းဒါအဝေးကွင်းမှာမာဆီယာနိုင်ပွဲပြောင်းနေတယ်ပြောင်းနေဆိုတော့ကျွန်တော်တို့ဒါဂိုးကောင်းကိုရွေးချယ်ပြီးနေဂိုးကောင်းမှာ3+50ကျွန်တော်ဒါဂိုးပေါ်ကိုကြိုက်ပါလေဗျစထရာဘာကလည်းဂိုးရမယ်လို့မြင်တယ်ဒါမာဆီကတလုံးအနည်းဆုံး2-1-1-2 တဘောက်ကိုတော့သွားဖို့ကိုတော်တော်လေးရာခိုင်နှုန်းများတဲ့အတွက်ကြောင့်ကျွန်တော်ဂိုးပေါင်းအပေါ်ကြိုက်ပါတယ်ဒီနေ့မှာဆိုကျွန်တော်ဒါဂိုးပေါင်းကြီးရွေးချယ်ပေးထားပါတယ်ဒါဂျီယူနာဂိုးပေါ်ဘိုင်ယန်ဂိုးအောက်ဒါမာဆီဂိုးပေါ်ဆိုတဲ့ပုံစံမျိုးကိုရွေးချယ်ပေးထားပါတယ်ဒါအကြိုက်တူတဲ့ညီကိုတွေကတော့ဒါလိုက်ပြီးရင်ကစားပါဒါအကြိုက်မတူတဲ့ညီကိုတွေကတော့လွတ်လပ်စွာဘက်ကနေမှာလဲကျွန်တော်ဒါတပွဲကောင်းကိုကျွန်တော် Telegram Channel လေးမှာတင်ပြတော့မှာပဲဒါကျွန်တော်ရဲ့38ကဒီနေ့တည်းလောက်ပါပဲဗျ